အမှန်ပဲကျွန်တော်တို့ကတောက်ကျင့်ကိုမကောင်းတာမနေ့ကစတောက်ပြီးဆိုတာနဲ့ရှစ်ခွက်ဝင်သွားပြီအဲ့တော့လို့ကောင်းကြည့်ပါတော့အဲ့တော့မာဒီဗိုက်တာမင်နော် I'm fresh တောက်ကျိုးနဲ့ရသမားရှိရအဲ့တော့တောက်ကျင့်မကောင်းလို့ဖြစ်တာကိုကတောက်ကျင့်မကောင်းဟောမနေ့ကငါရှစ်ခွက်ဖြစ်သွားဖြစ်သွားအဲ့တော့ငါအဲ့လိုမျိုးကိုကမထိနိုင်တာအဲ့ဒါမို့ကျုပ်ကော်ဖီပြန်တောက်နေတယ်ကြက်ကော်ရဲ့ပြီးရင် hand fresh ရဲ့အဲ့လိုဖြစ်နေတော့အဲ့မို့တောက်ကျင့်ကောင်းအောင်လုပ်ဆိုကျွန်တော်ကအဲ့ဒါကို့အတွေ့အကြုံနဲ့ပြောတာကိုကမကောင်းဘူးတောက်ကျင့်မကောင်းဒါမှဒါညကိုခမင်းမစားလို့ခမရတာကောင်းပွဲကြီးစားတော့ဒါသေချာပေါက်စီးကြော်ဖြစ်မှာအဲ့လိုပဲကိုတိတယ်ပြီးလို့လဲတော့ပြောသလိုလုံးမလုပ်သလိုမလုံးနဲ့အဲ့ဒါပြောတာကိုကျန်တောက်ရင်အဲ့လိုမျိုးလို့ကွာဇွတ်လို့အဲ့လိုမျိုးကြီးကစ်တာအဲ့ကြောင့်မို့ပြန်ဖြေရတယ်ဒီမဲ့မာဒီဗိုက်တာမင်ပြန်တောက်ရတယ်ဟန်ဖရန်တောက်ရတယ်ကျုပ်တော့စားပြီဒီတော့စားတော့ကျုပ်ပုံမှန်ဆိုကျွန်တော်ကဟိုလောက်မှစားတယ်မင်းစားမှစားတာလေခုတော့မရတော့အေးအဲ့ဒါပဲအောင်တော့ဗာလဲဆိုပြီးတွဲပါတယ်ကွာတော်ရင်းလေအာဂျင်နင်စီကကူမာပြီးတွဲနေတာမာဒီဗိုက်တာမင်အစုံပြန်ကြည့်ရတယ်မာဒီဗိုက်တာမင်ကအစုံထည့်တာလားဟုတ်တယ်မိန်ကအမျိုးနဲ့ဆလာပါတယ်တော်တော့နော်ဗိုက်တာမင် A B B1 B2 B6 B12 C E ခေါ်လဲစစ်ကဲစီဟဲFerris ဆိုတယ်တောက်ချုံနဲ့တော်ရင်းကရေးကြည့်တယ်နော်ပြင်ကိုလင်းအဲ့တော့တောက်ပြီးတော့ကျမ်းမာနေတာပေါ့နော်အဲ့လိုဖြစ်ပြီးကြကြပါတော့ဒီနေ့ကစားပြီးတော့ဘီယာတိတ်မတောက်ချင်တော့ဘီယာတောက်ရင်ပိုဆိုးတယ်ကျွန်တော်တက်ရွယ်ပြောတာနော်လူငယ်ရဲ့ပြဿနာမရှိဘူးကျွန်တော်ရွယ်ကြတော့အရက်ကောင်းလေးတောက်တာပို့ပြီးတော့ကိုယ့်အတွက်ကအကျိုးရှိတယ်ဘီယာနဲ့ဆိုင်ဘီယာယူရဲစက်လည်းများတယ်ပြသွေးလည်းတိုးတယ်ဘီယာအဲ့ဒါဟေးကျဲဦးရဲ့ကော်ဖီရဲ့မာဒီဗိုက်တာမင်ရဲ့ hand fresh ရဲ့အဲ့ဒါကြီးပြန်ကြည့်ရလိုက်မှတော့နေလို့ထင်လို့ကောင်းသွားဒီမဲ့လေတော်ရင်းပါတယ်အာဂျင်နင်ပါတယ်စီပါတယ်ကကူမာပါတယ်ဘီတွဲပါတယ်ယေစုပြမာဒီဗိုက်တာမင်တုတ်တယ်ကော်ဖီချတယ်